Hello အားလုံးပဲမင်္ဂလာပါဗျာ Funky Toy Gaming Channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Funky ပါတော့ဒီနေ့မှာတော့စိုက်ပျိုးရေးလုပ်သားမှာပဲဖြစ်ပါတယ်အရင်ပိုင်းတော့ကကျွန်တော်အိမ်ဆောက်ထားတယ်ဒီနေ့ကတော့ကျွန်တော်စိုက်ပျိုးရေးလုပ်ပါပဲဖြစ်ပါတယ် Okay ကျွန်တော်လိုက်ကြည့်ပေးကြပါဦးခင်ဗျာโอเคကျွန်တော်တို့အကုန်လုံးစောက်ပြီးသွားပါပြီเนาะအဲ့တော့မြေစားဖို့ရယ်အပင်ဆိုင်ဖို့ရယ်ရေထဲဖို့ရယ်ပဲကျန်ပါတော့တယ်ခင်ဗျာโอเคကျွန်တော်တို့စပြီးမြေစားလိုက်ကြမှာခင်ဗျာကျွန်တော်တို့ရေလဲထည့်ယူသွားပါပြီရေလဲစားယူသွားပါပြီဒါကိုကျွန်တော်တို့တညလောက်တိတ်ထားပါလိုက်အောင်မယ်အဲ့ဒါမှအကုန်လုံးစိုးပါမှလို့ပါโอเคကျွန်တော်တို့တညာလေးတိတ်ပွဲဆိုတော့အကုန်လုံးစုံနေပြီချင်းနဲ့ကျွန်တော်ထင်တယ်โอเคဟုတ်ပါတယ်ကျွန်တော်အကုန်လုံးစုံနေပါပြီကျွန်တော်အပေးဆက်ဆက်လိုက်မယ်โอเคကျွန်တော်တို့အကုန်လုံးစိုက်ပွားပါပြီပြေးလဲပြေးသွားပါပြီကျွန်တော်တကားလေးတက်ကြမယ်โอเค brother တို့ဒီလိုအစိုးရကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက် view ကြောင့်ပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်ပါ